Okay. တရားအောင်မြင်ခြင်းတဲ့လူတစ်ယောက်ဆိုလို့ရှိရင်တော့ဒီ video file လေးရောကြည့်ထားသင့်တယ် Okay ရှုံးလေးမှာကိုကြောက်နေတဲ့သူတွေကတော့ဘယ်တော့မှဘဝမှာအောင်မြင်မှုဆိုတာရရှိလာနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့အောင်မြင်ခြင်းတဲ့လူတွေအားလုံးကရှုံးနေခြင်းဆိုတဲ့ဒုက္ခတွေရဲ့ခါးသီးမှုတွေရဲ့အရာတောင်ရှင်မထဲကိုထေထားနိုင်ဖို့လက်ခံနိုင်ဖို့အရေးကြီးဆုံးလို့ကိုကသူများထက်တာနေဖို့ကိုစဉ်းစားနေတဲ့သူသားဆိုလို့ရှိရင်တော့သင်ရမှားနေလို့ပဲပြောရမှာပဲ။ဘာကြောင့်လဲမနေ့ကကိုဆိုတဲ့လူတယောက်ရဲ့အရေးချင်းနဲ့ဒီနေ့လက်ရှိကိုဆိုတဲ့လူတယောက်ရဲ့အရေးချင်းကပိုအရေးကြီးနေလို့ပဲသင်ကိုတင်ပြန်ဆိုင်ဖို့ပဲလူတာပါ။ Okay